လာပြညရဲ့သူရဲ့ကိုရဲ့ရခုံတန်တွေညမမောင်ကောင်းငင်ကြီးမှာမိဘုံများချက်ကလေးများနဲ့တန်းတူလာနေကြတယ်မိဘုံတွေဘယ်နှလုံးလဲလဲရွှဲရတာအမောဒီနေ့မှတလားမတော့ရပါပဲကွယ်ပျော်ရွှင်စရာကောင်းတယ်တို့ပွဲတော်ကြီးတဲ့စီမီတွေချုံနေကြီးညမဲ့သူလေးနဲ့အမတ်တမဆောင်လို့ကွယ်ရောင်အိုးသားများထက်ချဲလုံးနဲ့ရေခုံသမ်းများကိုဘလို့ချင်းချုံရမလဲကောင်းလေးရဲ့မြဝန်းတွေနဲ့ဦးသာဆောင်တော့ကွယ်ညိုကြလေးကျမရဲ့အချစ်ဆုံးနဲ့အကြည့်ချင်းဆုံးတော့ချစ်သူတယောက်ကိုတွေ့ပြီးသင်နေသူ့ကိုကျမရင်ထဲမှာတွေ့ညီခဲ့သပင်းချိုးလာပြညရဲ့သူရဲ့ကိုရဲ့ရေခုံတန်တွေဝုန်းနိုင်ကျဲပျော်ရွှင်မာရမင်းလက်ကျွဲတန်ရောစင်ချိုးရတို့ရင်တသက်စာမင်းကိုဤပဲပြီးတော့လက်ထပ်ဖို့စိတ်ကူးတယ်ဒီကောင်လေးကရှိချင်လို့ပါဒီသတင်းကျွမ်းညာလေးတညာမရှုမိပဲနေကြတဲ့ခွေရလို့လားဒီသတင်းကျွမ်းညာလေးမှာရောင်စုံပြီးပေါ်ရတူတူလို့ရဆိုတော့မမနဲ့ပြမနဲ့တိုက်စီမိလူထုံးနေလို့ဖေဖေဘွားတွေလိုက်ပြီးကြော်ရင်မနဲ့သဆောင်းပေါ်နိုင်ဖို့ကဲလာကူပဲလိုက်တောင်းမယ်ရောင်တန်လေးကြတဲ့ကျွန်းရင်တဲမှာကလာပြလဲပစိုးလေးဝေထားတဲ့ရင်ချမမင်းနဲ့တူရှောက်လဲမိချုံမဲ့တလန်းလုံးစီမီတွေသိမ်းလာတယ်ဘလို့ချင်းချုံရမလဲအချစ်ဆုံးရဲ့မြဝန်းတွေနှုတ်သာဆောင်တော့ကွယ်ညိုကြလေးကျမရဲ့အချစ်ဆုံးနဲ့အကြည့်ချင်းဆုံးတော့ချစ်သူတယောက်ကိုတွေ့ပြီးသင်နေသူ့ကိုကျမရင်ထဲမှာတွေ့ညီတယ်ရင်ချလာပြီးညရဲ့သူရဲ့ကိုရဲ့ခုံတန်တွေဝုန်းနိုင်ကျဲပျော်ရွှင်မာရမင်းလက်ကျွဲတန်ရောစင်ချိုးရတို့ရဲ့သက်စာမင်းကိုရည်ရွယ်ပြီးတော့လက်ထပ်ဖို့စိတ်ကူးတယ်